နှစ်ပေါင်း2400ကျော်ပျောက်ဆုံးခဲ့တဲ့ကြိုက်တီးရိုးစိန်တော်ကြီးရဲ့လူမသိသေးတဲ့အချက်များတိတ်တရသည်နဲ့တရားမီတီခဲ့သောဆန်တော်ရှင်ကြိုက်တီးရိုးစီတီခဲ့သည်မှာနှစ်ပေါင်း2500ကျော်ကြာမြင့်ခဲ့ပြီဆိုပြီးစစ်ကဲတော်မင်းမောင်ရှိတော်ရှိတဲ့ဝင်းဟာစဝင်းအရာသိရပါတယ်။ကြိုက်တီးရိုးစီတီဟာကြိုက်ထုံမြို့နယ်ရှိအရှိယူမှတောင်တန်းပါဝင်ပေါင်းလောင်းတောင်ပေါ်မှာတည်ရှိပါတယ်။ပင်လယ်ပြင်အထက်ပေပေါင်း3600ခန့်မြင့်ပါတယ်။ကြီးမားပြီးမဆောက်တဲ့ကြောက်တောင်တစ်ခုရဲ့အစွန်းမှာကြောင်လုံးကြီးတစ်လုံးပြုတ်ကျလို့နီးပါတင်နေပါတယ်။ကြောင်လုံးကြီးဟာလုံးပတ်ပေ90ခန့်ရှိတယ်။ကြောင်လုံးတော်ကြီးထိဆက်တည်ရှိနေတဲ့ကြောက်တောင်ဆုံးအကျယ်ဝန်းက15ပေထက်တောင်မပိုနိုင်ပါဘူး။နန်းဖက်ကြောင်အမျိုးအစားကြောင်လုံးကြီးဟာဇိတော်အပါဝင်တန်ချိန်600ခန့်ရှိမယ်လို့ခန့်မှန်းရှာပါတယ်။ကြောင်လုံးပေါ်မှာဇီရီတစုတဲထားတဲ့ညံတော်15ပေခန့်မြင့်နေကင်းမွန်စကန်ကကြိုက်တီယိုရင်မြင့်တော်တိ9မိုင်ခွဲခန့်ဝေးတယ်။စကန်ပေါင်း29ခုကိုဖြတ်တန်းသွားရတယ်။မွန်ဘာသာကြက်ကတိယူရသေးရွယ်တော်ဘုရားကနေကြိုက်တီယူလို့စကားရွေရှာလာတယ်။ဇီတော်တီထားပြီးနောက်နှစ်ပေါင်းများစွာတောဖုံးပြောက်ွယ်သွားခဲ့တယ်။နှစ်ပေါင်း2400ကျော်များကြိုက်တီယိုဇီရီတရှိနေကြောင်းတွေးမြင်သူသိရှိသူမရှိတော့ပါဘူး။ခရစ်နှစ်1823ခုနှစ်ဘာကြီးတော်ဘုရားလက်ထက်ပထမအင်္ဂလိပ်မြန်မာစစ်ပွဲမဖြစ်ပွားမီတနည်းမြအလိုမှာစစ်တောင်းမြို့ဝန်မင်းလာတင်ငယ်သူကပျောက်ဆုံးနေတဲ့ကြိုက်တီယိုဇီရီကိုပြန်လည်တွေ့ရှိခဲ့ပါတယ်။အဲ့ဒီချိန်ကကြောင်လုံးကြီးပေါ်ကဇီရီညံတော်မှာ3000မြသာမြင့်တယ်လို့ဆိုပါတယ်။စင်ပြင်းရန်တောလေထွက်ရင်စစ်တောင်းမြို့ဝန်တွေ့ရှိခဲ့တဲ့ကြိုက်တီယိုဇီရီတော်ကိုပြန်လည်တွေ့ရှိတဲ့နှစ်မှာပဲဇီတော်လေးကိုငုံလျက်ကညံတော်12တောင်ရှိဇီရီတစ်ကိုတည်ခဲ့ပါတယ်။စစ်တောင်းမြို့ကနေဇီရီအရောက်လမ်းပေါက်ခဲ့ပါတယ်။နေ့စဉ်နတော်လာလျှောက်တိုင်းပွဲတော်ကျင်းပလာခဲ့ပါတယ်ရှင်။ဟုတ်ကဲ့ဒီကနေ့မှတင်ဆက်ပေးလိုက်တဲ့အကြောင်းအရာလေးကိုဝင်ရင်ရှိသားသူကိုလည်းလေးစားစွာနဲ့ပြတ်တိပေးပါရရှင်။အစားနဲ့အဆုံးထိနားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။